ငါမိသားစုထဲမှာဘယ်အရာလေးကပြိုပြက်စားရှိနေပြီလဲအရာအလုံးပြိုပြက်ပြီးမှတော့မငိုပါနဲ့ကြီးမားတဲ့ပြဿနာဖြစ်လာဖို့ရန်အတွက်ကအဲ့ဒီသေးမွားတဲ့အရာလေးတွေကနေစတာဖြစ်ပါတယ်အဲ့ကျွန်တော်မိသားစုတွေထဲမှာခါကြလို့ရှိရင်ဟာပြိုကွဲသွားပြီငါမိသားစုငါဂယုစိုက်နေရပဲငါသားသမီးကိုငါချစ်နေရပဲဘာကြောင့်မို့ငါမိသားစုကပြိုကွဲနေရတာလဲဘာကြောင့်မို့လဲတင်အဲ့ဒီသေးငယ်တဲ့အရာလေးတွေကိုတင်ဂယုမစိုက်ခဲ့လို့ဖြစ်တယ်အဲ့ဒီသေးငယ်လေးရဲ့အရာလေးကိုတင်မတိဆောက်ခဲ့လို့ဖြစ်ပါတယ်မိသားစုကိုအရင်ဦးစားမပေးဘဲနဲ့အဲ့ဒီရွှေငွေတွေလုပ်ငန်းတွေကိုဦးစားပေးရင်အဲ့ဒီမိသားစုတွေကြားတဲ့အခါမှာပြိုပြက်သွားတာအများကြီးပဲဟေးတင်မိသားစုပြိုပြက်တော့မယ်တင်မိသားစုဒုက္ခရောက်တော့မယ်တင်မိသားစုတယောက်တစ်ယောက်ဝန်မခံတော့ဘူးတင်မိသားစုတယောက်တစ်ယောက်နားမထောင်တော့ဘူးမောင်နှမတွေတယောက်တစ်ယောက်ရန်ဖြစ်တာများနေပြီလင်များတွေတယောက်တစ်ယောက်စကားများတာများနေပြီဆိုရင်ကျွန်မပြောမယ်နေဟမိကသူ့ရဲ့မြို့ရိုးပျက်စီးနေတယ်တကားတွေကမီးလောင်နေတယ်သူကြားတဲ့အခါမှာ तू ဘာလုပ်လဲဆိုတော့ तू ဒီတိုင်းမဲမနေဘာကြောင့်မို့လဲဆိုတော့ तू ဒီတိုင်းနေလို့ရတယ် तू နေရတာရှင်ပြင်းရဲ့နန်းတော်ထဲမှာအကောင်းဆုံးအလုပ်ရှင်ပြင်းရဲ့ဖလားတော်ကအလုပ်ကို तू လုပ်နေရတာ तू ဖာတိဖာတာနေလိုက်လို့ရပါတယ်ဒီမှာကြည့်အခုကနေဟမိကအဲ့ဒီမြို့ရိုးကြီးပြိုပြက်နေတယ်ယေရုရှလင်ပြောမယ်ဆိုသူ့ရဲ့မြို့သူ့ရဲ့နေရာနဲ့ဆိုင်တဲ့မြို့ရိုးကပြိုပြက်နေတယ်ဆိုတော့ကိုနေဟမိသိတဲ့အခါမှာနေဟမိဘာလုပ်တယ်လဲဆိုတော့အင်တမ်ကာလာပလုံးကိုကျွေးတယ်တင်မိသားစုနဲ့ဆိုင်တဲ့မြို့ရိုးကိုတင်ပြန်ပြီးတော့မှတိဆောက်ခြင်းတယ်ဆိုတော့အဲ့ဒီစန္ဒကပြင်းပြနေပြီဆိုရင်ဖယားသခင်ကတင့်ကိုလမ်းဖွင့်ပေးလိမ့်မယ်အာမင်ကြောင့်ဖယားကမိသားစုကိုပေါင်းစည်းစေခြင်းနဲ့ဖယားခင်ဖြစ်ပါတယ်အနေဟမိရဲ့အဲ့ဒီမြို့ရိုးကိုစပြီးတော့တိဆောက်တဲ့အခါမှာပထမဦးဆုံးဖြစ်တဲ့ပြဿနာကဘာလဲဆိုတော့ရန်သူကပြည့်ရပြူတယ်တဲ့ဒါပေမဲ့ကျွန်မပြောပြစီရန်သူဘလို့ပဲဟာတိုက်ပါစေအဆုံးမှာသာဝရဖယားဟာအောင်နိုင်ရန်သူဟာနေဟမိကိုဘလောက်ပဲပြည့်ရပြူနေပါစေနေဟမိရဲ့အတွင်းထဲမှာရှိတဲ့အဲ့ဒီပြင်းပြတဲ့စိတ်အဲ့ဒီမြို့ရိုးကိုပြန်ပြီးတော့မှတိဆောက်ခြင်းနဲ့ပြင်းပြတဲ့စိတ်ကိုရပ်တန့်လို့မရနေဟမိကသူ့ကိုပြည့်ရပြူတဲ့သူကိုသူဘယ်လိုပြန်ပြောသလဲဆိုတော့အခန်းငယ်20ထဲမှာငါကလည်းကောင်းကင်ဘုံ၏အရှင်ဖယားခင်သည်ငါတို့ကိုအခွင့်ပေးတော်မူမည်ထို့ကြောင့်ဖယားခင်၏ကျွန်ဖြစ်တော်ငါတို့သည်ထ၍တည်မည်သင်တို့မူကားယေရုရှလင်မြို့တွင်ဘာမျှမဆိုင်မပိုင်မဆရာတတ်သိမရှိဟုပြန်ပြော၏ဟာလေလုယာယန်သူကိုပြန်ပြီးတော့မှစီတာရဲကြပါအာမင်ဒီမှာနေဟမိပြောတာကျွန်တော်အရင်သဘောကျတယ်ငါတို့ဟာတဲ့ဖယားရဲ့အခွင့်နဲ့လာတာတဲ့ဖယားရဲ့အခွင့်နဲ့ထတည်တယ်ဒါကြောင့်မို့ဟေးယန်သူတင်ဟာဒီမျိုးနဲ့ဆိုင်လဲမဆိုင်ဘူးပိုင်လဲမပိုင်ဘူးတဲ့တင်နဲ့ပတ်သက်တာသုံးခုမှဒီမှာမရှိဘူးတဲ့ဒါကြောင့်မိသားစုကတင်မိသားစုကထိုကဲ့သို့မန်နတ်ကိုကြွေးကြော်နိုင်ဖို့ရန်အတွက်လိုအပ်တယ်ဟေးယန်သူမန်နတ်ငါမိသားစုထဲမှာတင်နဲ့ဆိုင်တဲ့အရာတင်ပိုင်တဲ့အရာတင်နဲ့ဆိုင်တဲ့အသေးမပြုတ်တဲ့အရာသုံးခုမှမရှိဘူးငါတို့ဟာဖယားခင်အခွင့်နဲ့မိသားစုအိမ်ထောင်ကိုတည်ထောင်တာဖြစ်တယ်အာမင်ကျမ်းစာတစ်ချက်ကိုကျွန်မဖတ်ပြခြင်းနဲ့ထိုးကြောင်နဲ့ဖယားခင်အလိုတော်ကိုဆောင်ကြလော့မာနကိုစီးသားကြလော့ဒိုးပြုလင်တင်တို့ထံကပြေးသွားလိမ့်မည်ဟာလေလုယာ